ကဲအားလုံးပဲကျွန်တော် lesson 6ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီ lesson မှာကတော့ကျွန်တော်တို့အနေနဲ့ curves နဲ့ level ရဲ့အကြောင်းကိုရှင်းတွဲပြီးပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ကဒါကတော့ level ပေါ့နော် adjustment layer တွေကနေပါတယ်ကျွန်တော်တို့ level နဲ့ curves နဲ့နှစ်ခုရဲ့ကွာခြားချက်တူညီတဲ့ချက်လေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့တူညီတဲ့ချက်လေးကိုကျွန်တော်အရင်ဆုံးပြောပြပေးချင်ပါတယ် level ကို curves ကိုကကျွန်တော်တို့အနေနဲ့ဓာတ်ပုံတစ်ပုံရဲ့ brightness နဲ့ contrast ကိုကျွန်တော်တို့ adjusting လုပ်တဲ့အပိုင်းတွေဖြစ်ပါတယ်။နှစ်ခုစလုံးက link အောင်လည်းလုပ်လို့ရသလိုမှောင်အောင်လည်းလုပ်လို့ရတယ်။နောက်တစ်ခုကပြီးရင်ကျွန်တော်တို့ဒီ color ရဲ့ပါဝင်မှုနှုန်းပေါ့နော် color ရဲ့ balance ပါဝင်မှုနှုန်းကိုလည်းနှစ်ခုစလုံးက adjust လုပ်လို့ရတာဖြစ်ပါတယ်။ဒါကတော့တူညီတဲ့ချက်တွေဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်အနေနဲ့ contrast ကိုချိန်ကြည့်တဲ့ချိန်မယ်ဆိုရင်ပေါ့နော်ကျွန်တော်အနေနဲ့ level မှာကျွန်တော်တို့ဒီ black point gray point white point ဆိုပြီးတော့သုံးခုကိုကျွန်တော်တို့ကချိန်ညှိပြီးတော့သုံးရမှာဖြစ်တယ်ပြီးရင် brightness ဆိုရင်ကျွန်တော်အလင်းဆိုရင်ကျွန်တော်ဒီကနေလေကနေပေါ့နော်လေ mid point ကိုကျွန်တော်တို့ကအဓိကထားပြီးသုံးပါမှာဖြစ်ပါတယ်ဒါကတော့ brightness အတွက်ဖြစ်ပါတယ် contrast ဆိုရင်ကျွန်တော်အလင်းရဲ့တိတ်တိကျလိုချင်တယ်ဆိုရင် black point gray point mid point ကို gray point black point gray point white point သုံးခုစလုံးကိုကျွန်တော်အနေနဲ့ချိန်ညှိသုံးရမှာဖြစ်ပါတယ်နောက်တစ်ခု color balance အနေနဲ့ကျွန်တော်တို့ပြန်ပြီးသုံးရမယ်ဆိုရင် level မှာကျွန်တော်တို့ဒီ၃ခုပေါ့နော်အဓိကကျွန်တော်တို့ဘေးအောင်သုံးနေတယ်red channel ကိုတီးတန့်ကျွန်တော် control လုပ်ချင်တယ်ဆိုရင် red ရဲ့ကဲအဲ့တော့ကျွန်တော်တို့ level မှာဆိုရင်ဘယ်လိုမျိုးချိန်ကြီးလို့ရတယ်ပေါ့နော် level မှာကျွန်တော်တို့ဒီ RGB color မှုနဲ့သုံးထားဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ red green blue ဆိုပြီးတော့ကျွန်တော်တို့ကဒီမှာ shortcut key လေးတွေတော့ရှိရပေါ့နော်ဒီကနေကျွန်တော် channel တစ်ခုချင်းယူပြီးကျွန်တော် mid point နေပြီးရင် mid point က black point နေ gray point နေပြီးရင်နောက်တစ်ခုက white point ကိုကျွန်တော်တီးတန့်ယူသုံးလို့ရတယ်ယူပြီးတော့ချိန်လို့ရတယ်ပေါ့နော်ဒါကတော့သူကကျွန်တော် left ဆိုရင်ဘယ်ဘက်ရွှေ့သွားရင်သူကပမာဏနည်းသွားမယ်ညာဘက်ရွှေ့သွားရင်ပမာဏပုံများသွားမယ်ဒါမျိုးနဲ့ကျွန်တော်ချိန်ကြီးလို့ရတယ်ကဲဟုတ်ပြီအဲ့တော့ဒီကကျွန်တော် reset button လေးပေါ့နော် reset button လေးပြန်နှိပ်လိုက်မယ် level မဟုတ်ဘဲနဲ့ကျွန်တော်အနေနဲ့ curves နဲ့ပြန်ပြီးတော့ control လုပ်မယ်ဆိုရင်ရောဘယ်လိုလုပ်လို့ရလဲပေါ့နော်အဲ့တော့ curve မှာလည်းကျွန်တော်တို့ဒီမှာ RGB ဆိုပြီးတော့ red green blue ပြီးရင်ဒီမှာ total RGB သုံးခုစလုံးကိုချိန်ညှိကျင်တော့ RGB ကိုပဲရွေးထားဒါကတော့ default setting ပေါ့နော်အကယ်၍မှာကိုက channel တစ်ခုချင်းစီကိုထပ်ပြီးတော့ control လုပ်ချင်တယ်ဆိုရင်ဒီမှာ channel တစ်ခုချင်းစီကိုကျွန်တော်တို့က control လိုက်လုပ်လို့ရတယ်ဒါကတော့ curves နဲ့ level ရဲ့ကျွန်တော်တို့ချိန်ညှိတဲ့ပုံစံမျိုးစားဖြစ်ပါတယ်အဲ့တော့ level နဲ့ curves နဲ့နှစ်ခုစလုံးကကျွန်တော် contrast တွေပြီးရင်နောက်တစ်ခုက brightness တွေပြီးရင်နောက်တစ်ခုက color balance တွေကို adjust လုပ်လို့ရရဆိုတဲ့အကြောင်းကိုကျွန်တော်ဒီဘိုင်းမှာပြောပြပေးတော့တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ပထမဆုံး level ကိုရင်ပြန်သွားကြည့်မယ် level မှာကျွန်တော်အနေနဲ့ control လုပ်တဲ့အခါမျိုးတွေမှာ slide bar လေးကိုကျွန်တော်တို့က degree increase ပေါ့နော် left and right အကယ်ဒီမှာဆိုရင်တော့ left ထပ်သွားလို့မရဘူးပေါ့နော် mid point လေးတွေကျွန်တော် gray ရောင်ရှိရဲ့ mid point လေးတွေပြီးရင် white point အနေနဲ့ကျွန်တော်တို့ကဒီဘက် left ပေါ့နော်ကျွန်တော်ဘယ်ဘက်ကိုပဲသွားလို့ရတယ်ဆိုအပိုင်းမျိုးလေးတွေကန့်သက်ချက်လေးတွေရှိတယ်ဒါကတော့ slide to adjust ပေါ့နော် slide လေးပဲလုပ်လို့ရမယ်ဒါက level ရဲ့ချိန်ကြီးတဲ့ပုံစံအကယ်၍ကျွန်တော်တို့ level ကိုချိန်ကြီးတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ curve adjustment နဲ့ချိန်ကြီးခဲ့တယ်ဆိုရင်ကျွန်တော်အနေနဲ့ဘယ်လိုလုပ်လို့ရလဲဆိုတော့ curve မှာကျတော့ကျွန်တော် channel တစ်ခုချင်းစီပဲဖြစ်စေအကုန်လုံးပဲဖြစ်စေကျွန်တော်တို့က slide လုပ်လို့ရတယ် slide အပြင်ကိုမှကျွန်တော်တို့ကဒီမှာ algorithm ဆရာပုံစံမျိုးလေးကျွန်တော်စိတ်ကြိုက်ချိန်ကြီးတဲ့ပုံစံမျိုးလေးလုပ်လို့ရတယ်ဒါမျိုးကမှကျွန်တော်တို့ကဘယ်လိုမျိုးမှတ်ထားမလဲဆိုတော့ဘယ်ဘက်ပိုင်းဆိုရင်ဒါ share တို့အတွက်ကျွန်တော် share မှာကစားမယ်ပေါ့နော်ကဲဒီညာဘက်ဆိုရင်ကျွန်တော် highlight ပိုင်းဘက်ကစားမှာဖြစ်ပါတယ်โอเคဒါဆိုရင်ဘယ်ဘက်က share တို့ညာဘက်က highlight ဆိုရင်ကျွန်တော်အလွယ်မှတ်ထားလို့ရတယ်ဒါကတော့ curve မှာကျွန်တော်အနေနဲ့ပြန်ပြီးတော့ချိန်ကြီးတဲ့အပိုင်းမှာတည်ထားရမယ့်အချက်လေးတွေပေါ့နော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ level နဲ့ curves နဲ့ကိုကျွန်တော်တို့ကသုံးတဲ့အခါမျိုးတွေမှာ channel ကိုတစ်ခုချင်းစီလည်းသုံးကျင်တယ်ဘယ်လိုမျိုးကျွန်တော်တို့ရည်ရွယ်ပြီးသုံးရမလဲဆိုတဲ့လူတွေအတွက်ကျွန်တော်ဒီမှာဒီဓာတ်ပုံလေးကိုအရင်ဆုံးကြည့်ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ CMY လို့ခေါ်တဲ့ cyan magenta yellow ပေါ့နော်ဒီဘက်က color mode တစ်ခုပြီးရင်နောက်တစ်ခုက RGB ဆိုတဲ့ red green blue ဆိုတဲ့ color mode တစ်ခုဖြစ်ပါတယ်အကယ်၍ကျွန်တော်အနေနဲ့ red channel ကိုကစားတဲ့အခါမှာကျွန်တော် red channel ကိုကစားတဲ့အခါမှာ red color နဲ့ကျွန်တော် cyan color ကိုနှစ်ခုကိုကျွန်တော်တို့အနေနဲ့တည်ထားရမှာဖြစ်တယ်ဒါသူတို့ရဲ့အတွဲပေါ့နော်ပြီးရင်
green color တခုကိုကျွန်တော်တို့အနေနဲ့ယူပြီးတော့ adjustment လုပ်တဲ့အခါမှာ magenta ဆိုတဲ့မရမ်းစီရောင်နဲ့နှစ်ခုကိုကျွန်တော်တို့တွဲပြီးတော့ကစားရမှာဖြစ်ပါတယ်ဒီဟာကိုပြီးမှကျွန်တော်သက်သေပြမယ်ပေါ့နော်လုပ်ပြမယ်ပြီးရင်ဒီဟာကကျတော့ blue channel ဆိုရင်တော့ကျွန်တော် yellow ကိုတတိထားရမယ်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်ဓာတ်ပုံတစ်ခုကိုကျွန်တော်အနေနဲ့ cast ပဲဖြစ်စေ level နဲ့ပဲဖြစ်စေကစားတဲ့အခါမှာ channel တစ်ခုချင်းစီကိုကျွန်တော်အခု red channel ကိုကစားမယ်ဆိုရင်ကျွန်တော်တို့ပုံကို slide up ပေါ့နော်လုပ်လိုက်တဲ့အခါမှာကျွန်တော် red color တွေကတိတ်တီးလာမယ်အဓိက brightness ကြောင့်ပဲဖြစ်စေ contrast ကြောင့်ပဲဖြစ်စေ color valence ကြောင့်ပဲဖြစ်စေ red channel တွေမှာကစားတဲ့အခါမှာ increase လုပ်လိုက်တဲ့အခါမှာ red color ကပိုပြီးတော့ powerful ဖြစ်လာမယ်အကယ်၍ red color မဟုတ်ဘဲနဲ့ကျွန်တော်တို့က red color ကိုကျွန်တော်ပြန်ပြီး short ချလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ cyan ပေါ့နော်ဒီမှာကျွန်တော်တို့ပြထားတဲ့ cyan ရောင် magenta စိမ်းပြရောင်လေးကျွန်တော်ပို့ပြီးတော့များလာမယ်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ red channel မဟုတ်ဘဲနဲ့ green channel ကိုပြောင်းတဲ့အခါမျိုးတွေမှာကျွန်တော်တို့ဗာသိရမယ်ဆို green ဆိုရင် magenta ရှိမယ်အဲ့တော့ green channel ကိုကျွန်တော်တို့တီးတဲ့ control လုပ်မယ် green ကို output လုပ်လိုက်တဲ့အခါမှာ green တွေရမ်းများလာပြီးတော့ green ကိုပြန် short တဲ့အခါမျိုးမှာကျွန်တော်တို့က magenta အရောင်ကို magenta ရဲ့ color balancing ပြီးရင်တော့ magenta ရဲ့ brightness magenta ရဲ့ contrast တွေကိုကျွန်တော်ပြန်ပြီးတော့ adjust လုပ်လို့ရမှာဖြစ်ပါတယ်ဒါကတော့ကိုယ့်ရဲ့ project ပေါ်မူတည်ဖြစ်ပြီးပြီးနောက်က photo ပေါ်မူတည်စေဒါကျွန်တော် adjustment လုပ်တဲ့ layer ပေါ်မှာကျွန်တော် control လုပ်ရမယ်တည်တဲ့အချက်လေးဖြစ်ပါတယ်ကဲ၍ကျွန်တော် green မဟုတ်ဘဲနဲ့ blue ကိုပြောင်းတဲ့အခါမျိုးတွေမှာဆိုရင်ကျွန်တော်တို့ကဒါဆိုရင် blue percentage ပိုများလာမယ်ဒါဆိုရင် yellow percentage ပိုများလာမယ်ဒါတွေကကျွန်တော်တို့သိရမယ်အချက်မျိုးလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာ level နဲ့ curve ဆိုပြီးတော့နှစ်မျိုးရှင်းပြတဲ့အခါမျိုးမှာကျွန်တော်အနေနဲ့level ကိုကျွန်တော် control လုပ်မယ်ဆိုရင် level နဲ့ control လုပ်မယ်ဆိုရင်ကျွန်တော်တို့က slide to adjust ပဲလုပ်လို့ရမယ်နောက်တစ်ခုကကျွန်တော်တို့တီးသက်ကျွန်တော် algorithm ပုံစံမျိုးစိတ်ကြိုက်တစ်ခုချင်းစီဟိုတော့ကျွန်တော်တို့ adjustment လုပ်လို့မရအောင်ဒီမှာကတော့ auto move လေးတွေပါတယ်ပေါ့နော်ဒါကတော့ Photoshop ရဲ့ auto သူချိန်ပေးတဲ့ပုံစံမျိုးစားလေးဖြစ်ပါတယ်ဒါကတော့ level ရဲ့ပုံမူတည်ပြီးတော့ပေါ့နော်ဒီမှာ reset button လေးပြန်နှိပ်လိုက်မယ်ကဲ cast မှာဆိုလေကျွန်တော် auto လေးပါတယ် auto သူကအနေမြင့်နဲ့သူ contrast နဲ့ brightness ကိုပြန်ပြီးတော့ပြန်ပြီးလုပ်ပေးပေါ့နော်ဒါကတော့ auto function တွေပါကဲပြီးကျွန်တော်တို့အနေနဲ့ curve နဲ့ level နဲ့သုံးမယ်ဆိုရင်တော့ကျွန်တော်ကတော့ curves ကိုပို့ပြီးတော့သုံးစေချင်တယ် curves မှာကျွန်တော်တို့အတွက်ပို့ပြီးတော့စနစ်တကျလုပ်လို့ရတဲ့အပိုင်းလေးတွေရှိတယ်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့ curves နဲ့ level နဲ့ကိုရှင်းပြောပြီးသွားပြီဆိုတော့ကျွန်တော်တို့က curves ရဲ့ကောင်းကျိုးကောင်းကွက်လေးတွေကိုကျွန်တော်ဒီမှာပြောပြချင်ပါတယ်ပထမတစ်ချက်ကတော့ကျွန်တော်တို့အနေနဲ့ multiple ကျွန်တော်တို့ control point တွေရတယ်ဒီကကျွန်တော် color ဘိုင်းကိုလည်းပို့ပြီးတော့လုပ်ဆောင်လို့ရတယ်ပြီးရင်နောက်တစ်ခုကကျွန်တော်စိတ်ကြိုက်high brightness ပဲဖြစ်စေ shadow highlight ပဲဖြစ်စေ shadow ပဲဖြစ်စေကျွန်တော်စိတ်ကြိုက်ပြန်ပြီးတော့adjustment လုပ်လို့ရတယ်နောက်တစ်ခုကကျွန်တော်ဒီမှာ cast မှာအကယ်၍ကျွန်တော်အနေနဲ့ဒီ color ဘိုင်းစီဒီနားလေးပဲကျွန်တော်တီးတန့်လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ toggle bar ပေါ့နော် toggle ပုံစံလေးနှိပ်မယ်ပြီးရင်ကျွန်တော်ဒီမှာဒါတီးတဲ့ဒါကတော့ channel 3ခုစလုံးစာကျွန်တော်တို့က control လုပ်တာပေါ့နော်အကယ်၍မဟုတ်ဘူးကျွန်တော်အနေနဲ့ blue channel ကိုပဲကျွန်တော်တို့ red channel ကိုပဲ short ချင်တယ်cyan ရောင်လေးပေါက်ချင်တယ်ပေါ့နော်အားမျိုးဆိုရင်ကျွန်တော်ဒီဟာလေးကို short လိုက်မယ်ဒါဆိုရင်ဒီ jean jacket နဲ့ပုံမူတည်ပြီးတော့သူက red channel တစ်ခုကိုပဲသူတီးတဲ့ဒီမှာတော့အဓိက main powerful ပို့ဖြစ်ပြီးတော့အဲဒီကနေကျွန်တော်တီးတဲ့ algorithm ကိုဆွဲသွားပေးတယ်ပေါ့နော်ဒါမျိုးလေးတွေကိုတော့ကျွန်တော် curves ကပို့ပြီးတော့လုပ်ဆောင်ပေးလို့ရတယ်နောက်ပြီးတော့ကျွန်တော် curves မှာကျွန်တော်တို့ဒီ color tone တွေအတွက်ဖြစ်စေနောက်တစ်ခုကကျွန်တော်တို့တခြား color တွေကိုတားကြီးကျွံပြီးတော့မထိဘဲနေပေါ့နော် level လိုမျိုးကျွန်တော်အခုတစ်ချက်ပြန်ပြပေးမယ်level လိုမျိုးပေါ့ကျွန်တော် channel ကိုကျွန်တော်တို့ကဒီမှာ red ကိုကျွန်တော် short မယ်ပေါ့နော် red ကိုကျွန်တော် short မယ် short ပြီးတော့ကျွန်တော်တို့ဒီမှာ cyan ဘက်ကိုသွားတဲ့အခါမျိုးတွေမှာကျွန်တော်စပယ်နေမှာတအားထိတယ်ပေါ့နော်တအားထိရဆိုတော့ကျွန်တော်ဒီ image တစ်ခုလုံး layer တစ်ခုလုံးပေါ်သူကဓာတ်ရိုက်အချိုးချပြီးတော့ကျွန်တော်တို့ကို control လုပ်ပေးတာဖြစ်တဲ့အတွက် level မှာတော့တအားကြီးတိတာကြီးတုံးနေပုံမှာကျွံသွားတာမျိုးတွေများတယ်ပေါ့နော်အကယ်၍ကျွန်တော်တို့ကအဲ့လိုမျိုး level မဟုတ်ဘဲနဲ့ cast မှာပဲကျွန်တော်တို့က control လုပ်မယ် cast နဲ့ပဲ control လုပ်မယ်ဆိုကျွန်တော်ဒီမှာ red channel ကိုပြန် short လိုက်မယ်ဒါမျိုးပေါ့နော်တီးတဲ့ကျွန်တော်ဒီနားလေးပဲ short မယ်ပြီးရင်ဒီသပင်ကိုမပါချင်ဘူးဆိုသပင်ရဲ့နေရာနားလေးကိုကျွန်တော်ကပြန်ပြီးတိုးမယ်ပြီးရင်ဒါလေးကို short မယ်ဒါမျိုးပေါ့နော်ကျွန်တော်အနေနဲ့ဒီတီးတဲ့ကျွန်တော်တို့ဒီ line ပုံစံမျိုးလေးကိုတီးတဲ့ဖန်တီးလို့ရတာဖြစ်တဲ့အတွက်အစောက level လောက်ကျွန်တော်တို့
ဒီ color tone တွေပေါ်မှာတစ်ခုနဲ့တစ်ခုအလွန်ကြုံကျွန်တော်တို့ color ရောစက်တွေဟာတို့ color adjustment လုပ်တဲ့ဘိုင်းမှာ contrast တွေ brightness တွေကိုအလွန်ကြုံတပြေးလောက်တာမဟုတ်တာဖြစ်တဲ့အတွက် cast မှာတော့ပို့ပြီးတော့အကျိုးကျေးဇူးရှိနိုင်တယ်နောက်ပြီးတော့ကျွန်တော်တို့တခြားဒီ tone တွေပေါ်ဟိုကျွန်တော်တို့ brightness တွေ shadow highlight ပေါ့နော် shadow highlight တွေအလွန်ကြုံမဖြစ်စေဘဲနဲ့သူကပြန်ပြီးတော့ control လုပ်ပေးလို့ရတယ်ဒါကတော့ cast ရဲ့ level ပေါ်မှာပို့ပြီးတော့ advantage ဖြစ်တဲ့အချက်တွေဖြစ်ပါတယ်